မင်္ဂလာပါပရိသတ်ကြီးတမင်းရဲ့အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့ညပိုင်း TV program ၏အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ဂျီပင်ကိုဗန်နှုတ်ထွက်သွားကြောင်းသတင်းများကကြေညာခဲ့ပြီးတဲ့နောက်မှာတော့သမ္မတဒေါ်နယ်ထရန့်ကနောက်ထပ်အစီအစဉ်တင်ဆက်သူတွေလည်းနှုတ်ထွက်ခြင်းနှုတ်ထွက်လို့ရကြောင်းပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်သူ၏ယခုလိုမှတ်ချက်ပြုပြောကြားချက်ကြောင့်မီဒီယာအပေါ်တွင်နိုင်ငံရေးလွှမ်းမိုးမှုများနှင့်ညပိုင်း TV အစီအစဉ်များ၏အနာဂတ်ဘယ်လိုဖြစ်လာအောင်မလဲဆိုတာအပေါ်ရင်းခုန်ဆွေးနွေးမှုများဖြစ်ပေါ်လျက်ရှိနေပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့ဂျပန်နိုင်ငံ၏ကုန်သွယ်ရေးဝန်ကြီးကတရုတ်နိုင်ငံကုန်သွယ်ရေးဝန်ကြီးနှင့်အချင်းချုပ်ဆွေးနွေးပြောဆိုမှုပြုလုပ်ခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။နှစ်နိုင်ငံလုံးဟာတန်တမန်ရေးအရာရောကုန်သွယ်ရေးအရာပါတင်းမာမှုများဖြစ်ပေါ်နေတဲ့ကြားတဲ့ကပဲဆွေးနွေးပြောဆိုမှုကိုဆက်လက်ထိန်းသိမ်းရန်စ조사အထောက်နေကြောင်းပြသနေကြတာပဲဖြစ်ပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်ကတော့မြောက်ကယ်ရိုလိုင်းနာပြည်နယ်က BNN နိုင်ငံ EV ကုမ္ပဏီတစ်ခုဖြစ်တဲ့ ThinkFast အားတရားစွဲဆိုခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။၎င်းတို့ပြည်နယ်တွင် EV ကားစက်ရုံနှင့်ဘက်ထရီစက်ရုံကိုတိစောက်ပေးမည်ဆိုသောကတိစကားကိုပြတ်ကွက်ခဲ့တဲ့အတွက်ယခုလိုမျိုးပြုလုပ်တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့သမ္မတဒေါ်နယ်ထရန့်၏သားဖြစ်သူဒေါ်နယ်ထရန့်ဂျူနီယာ၏မင်္ဂလာပွဲအခမ်းအနားသို့သမ္မတဒေါ်နယ်ထရန့်ကတက်ရောက်မည်မဟုတ်ကြောင်းပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။သမ္မတဒေါ်နယ်ထရန့်ဘက်ကတော့ကြိုတင်ချိတ်ဆိုထားသောစကက်ဂျူးများပြည့်နေကြောင်းအကြောင်းပြချက်ပေးခဲ့ပြီးပြည်သူများကြရင်တော့ထိုကဲ့သို့ပြုလုပ်မှုနဲ့ပတ်သက်ပြီးဒိုလောသတင်းစကားများထွက်ပေါ်လျက်ရှိနေပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ရုရှားယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးသဘောထားမတူညီမှုရှိနေသောညလည်းပဲမော်ဒိုဗာနိုင်ငံနှင့်ဆက်ဆံရေးကိုအလေးထားကြောင်းနှင့်ပုံမခိုင်မာအောင်ပြုလုပ်သွားမည်ဖြစ်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီကပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ယခုလိုဆွေးနွေးပြောဆိုမှုဟာရုရှားသမ္မတပူတင်တရုတ်နိုင်ငံသို့လာရောက်ပြီးဆွေးနွေးပြောဆိုမှုအပြီးတွင်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်ရှင်။